သူ့ရဲ့ဆွေတွေကိုနေပြတ်သွားတဲ့ခြေတံတွေကရွက်ပြင်တဲ့တလန့်ချင်းဝေးကွာသွားတယ်။တောင်အောက်ကိုအတီးပြီးအပြေးလွှမ်းဆင်းသွားတဲ့ခြေတံပြင်းပြင်းတွေခန့်ငယ်သူ့ကိုထားရိုက်ခဲ့ပြီးနွယ်နစ်ရဲ့တစ်ချောင်းတွေကစစ်အနာသက်ကိုစုပ်ကိုင်ထားရကနေအာရော့ပြီးကျမ်းမြေပေါ်ကိုပြုတ်ကျသွားတယ်။မျက်ရည်တွေကပါပြင်းမောကနေတစ်ဆင့်မေးစေအထိလှိမ့်ဆင်းလာပေမဲ့တူမရင်မထဲမှာငိုချင်စိတ်တောင်မရှိတော့လောက်အောင်ခံစားချက်တွေအကုန်လုံးထုံကြည့်အေးခဲ့သွားတယ်။မြင်မိမဟုတ်လားမိဘဝင်မထိုင်နေတဲ့အရာကအတန်အော်ကြီးနဲ့ပြောလိုက်တယ်။သူ့အတွက်အမေတန်မိုးမရှိဘူးပဲ။ဒီတော့ကိုကြီးတဲ့ကစမ်းသက်မှုကိုသူကြာရှုံးသွားပြီ။မင်းလည်းကြာရှုံးသွားတာပဲနေနီ။အဲ့ဒီအရာကနေရာကနေဖြည်းဖြည်းချင်းမတက်ထားရလာတယ်။ရွှေပြင်တဲ့ရအမိုးထီလိုနေပါမြင်မာတဲ့အရာအမောင်းကြီးနဲ့နွယ်နီစီကိုတက်လန်းချင်းတိုးလာတယ်။အသက်ရှူလို့မရတော့လောက်အောင်ပိတ်ဆို့လာပြီ။ဆေးရုံတော့ပိုးသက်စီနံတွေကအစာပေါင်းရစာပုံမှုဆူရှာလာတယ်။နွယ်နီကမျက်လုံးတွေကိုမိတ်ချလိုက်တယ်။သူမထွက်ပြေးဖို့မကြိုးစားတော့ဘူး။အချစ်ဆိုတဲ့အရာကိုယုံကြည်ခဲ့မိတဲ့သူမရဲ့အမားအတွက်ပိတ်ဆက်ဖို့အဆင်သင့်ဖြစ်နေပြီ။အဲ့ဒီအရာရဲ့ရေခဲလိုအေးဆက်နေတဲ့လက်ချောင်းရှည်ကြီးတွေကနွယ်နီရဲ့လက်ပင်သားကိုတဖြည်းဖြည်းရောက်ရှိလာတော့တယ်။ခန့်ငယ်တောင်အောက်ကိုဦးတည်ပြီးအပြေးလာဆင်းသွားတယ်။သူ့ရဲ့ဆွေတွေကြားကသူ့ရဲ့ခြေတံတွေကအသက်လွတ်ပြေးနေတဲ့အရှိန်နဲ့ကြမ်းတမ်းနေရဲ့။အေးဆက်တဲ့မျိုးကိုတွေကသူ့မျက်နှာကိုရိုက်ခတ်နေပေမဲ့သူကမဆိုင်နိုင်ဘူး။ဒါပေမဲ့ရွက်ပြင်တဲ့နဲ့ဝေးလာလေးလေးသူ့ရဲ့ခြေလမ်းတွေကတဖြည်းဖြည်းလေးလံလာလေးလေးပဲ။ခိုင်90လောက်ရောက်မှသူ့ခြေလမ်းတွေရုတ်တရက်ရစ်တန်သွားရဲ့။တော့ဦးကြီးကတိတ်ဆိတ်နေပြီ။အနောက်ကနေလိုက်လာမယ့်အရာလည်းမရှိတော့ဘူး။သူအသက်ရှင်ဝင်လမ်းစာပေါ်နေပြီ။သူအသက်ကိုပြင်းပြင်းရှူတင်လိုက်တယ်။ဒါပေမဲ့လေထဲမှာနွယ်နီရဲ့ကိုယ်သင်းနဲ့မပါလာဘူး။ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်ချောက်ကပ်ပြီးအေးဆက်နေရဲ့။သူ့ရင်ဘတ်ထဲမှာနှလုံးသားတစ်ခုကိုအရှင်လက်လက်ဆွဲထုတ်ခံလိုက်ရတယ်လို့ပြင်းထန်တဲ့နာကျင်မှုတစ်ခုကဝန်ခံတဲ့ဝင်ဆောင်တယ်။နွယ်နီမပါပဲသူမနှက်ပြန်နေထွက်တာကိုမြင်ရလို့ဘာထူးမှလဲ။နွယ်နီကိုအမောင်တူထဲမှာအသေးခံပစ်ထားခဲ့ရပြီးရလာမှအသက်ရှင်ခြင်းကအသက်ရှင်လျက်နဲ့တည်နေတာထက်ပိုဆိုးတဲ့ငရဲပဲ။ကြောင်ရုံမှုကြောင့်ပြေးနေတဲ့သူ့ရဲ့အတားတွေအကုန်လုံးအရေးပြကျသွားပြီ။နွယ်နီကိုဆုံးရှုံးရတော့မယ်ဆိုတဲ့အသီးကတရားမှထပ်ပို့ပြီးခြောက်ချားစရာကောင်းလာတယ်။အထဲမှာဘာကြီးပဲရှိနေနေတည်ရတော့အတူတူတည်ရမယ်။ခန့်ငယ်လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီးအနောက်ကိုဝုန်းကနေလှည့်လိုက်တယ်။ပြီးတော့သူပြေးဆင်းလာတဲ့တောင်ပေါ်အတိုင်းရွှေပြင်တဲ့ရှင်ရစီကိုကမိုးကယူအရှိန်နဲ့ပြန်လည်ပြေးတက်သွားတော့တယ်။ဖောက်အောင်တောင်အောက်ဘက်ကိုဆင်းသွားတဲ့လမ်းကြောင်းစီကနေအရာတစ်ခုခုပြိုလဲကျတဲ့အကြမ်းမတမ်းနှင်းဖြက်ပြီးပြန်လည်ပြေးတက်လာတဲ့အတန်ကြီးရုတ်တရက်ထွက်ပေါ်လာတယ်။ခြေတံတွေကအလောတကြီးဖြစ်နေပြီးခလုံးတိုက်ပြီးလို့လဲကျသွားလိုက်ပြန်ထပြေးလိုက်နဲ့ရွှေပြင်တဲ့ရှင်ရစီကိုတဆိုင်မမတ်ဦးတီလာနေရဲ့။နွဲအပြင်ဘက်ကနေအကွဲနေတဲ့ခန့်ငယ်ရဲ့အတန်ထွက်လာတယ်။ဒီတက်ကအတန်မှာကြောက်ရွံ့မှုထက်နောင်နှားရမှုနဲ့ဆုံးရှုံးရမအောင်ဆွေးရင်တဲ့အတန်တွေအပြေးဝလွှမ်းမိုးနေရဲ့ငါ့ကိုခွင့်လွှတ်ပါနဲ့ငါမင်းကိုမထားသွားနိုင်ဘူးခန့်ငယ်ကရွက်ပြတဲ့ရဲ့အပြင်ဘက်နေရာကိုအတင်းဝင်တိုက်လိုက်ပြီးစစ်ပေါက်ကိုအပြင်ကနေအယူမှုလက်ဆွဲတယ်သူငိုနေရဲ့မျက်နှာမျက်လုံးတွေဝုန်းကနေပွင့်သွားတယ်အေးခဲနေတဲ့သူမရဲ့သွေးကြောတွေထဲမှာအသက်ဝင်မှုတွေပြန်လဲစီးဆင်းလာတယ်ခန့်ငယ်သူမကိုပြစ်မထားခဲ့ဘူးသူ့ရဲ့အတားနဲ့အကြောက်တရားကိုကြော်လွှားပြီးသူမရှိရငရဲကန်းစီကိုကိုယ်တိုင်ပြန်လန့်လာခဲ့ပြီးနွယ်နီလက်ပင်ကိုလက်ဆွဲဝရွယ်နေတဲ့အရာရဲ့လှုပ်ရှားမှုတွေလေထဲမှာရက်တန့်သွားတယ်။သူ့မျက်နှာပေါ်ကအိတ်ဆက်တက်ပြုံးရချက်ချင်းဖြောက်ကွယ်သွားပြီးအမဲရောင်တငယ်အိမ်ကြီးကဒေါသကြောင့်ပြုကျက်လာတယ်။သူထင်မှတ်မထားတဲ့လူသားတွေရဲ့ဆွန့်လွတ်လက်နက်ခံမှုကိုမျောဝါးထင်ထင်မြင်လိုက်ရတဲ့အတွက်သူ့ရဲ့အစီအစဉ်တွေအကုန်လုံးပျက်စီးသွားခဲ့ပြီ။ဖေတန်းနွယ်နီကတူမရှိမှရက်နေတဲ့အရာကြီးကိုအတန်ကိုအော်ဟစ်လိုက်ပြီးလက်ထဲမှာအသိရှိနေတဲ့စစ်ကောင်းကိုအပေါ်ကနေအောက်ကိုတစ်ချက်တည်းအောက်ကိုဆွဲချလိုက်တော့တယ်။ချစ်ရွှေပြတဲ့စစ်ပွင့်သွားတဲ့တပြိုင်နက်အပြင်ဘက်ကနေရွှွန့်နေရေရီဆိုနေရဲ့ခန့်ငယ်တရားအထဲကိုလဲကျလာတယ်ခန့်ငယ်ကလွယ်နီကိုမြင်မြင်ချင်းပဲအတင်းပြစ်ဖက်လိုက်တယ်ငါတောင်းမှန်ပါရဲ့ခန့်ငယ်ကလွယ်နီပခုံဖက်ထားရင်ကလေးတယောက်လိုရှက်ကြီးတိတ်နေကိုကျွေးနေရဲ့လွယ်နီလည်းခန့်ငယ်ရဲ့ကြောပြင်ကိုတစ်တစ်ကြက်ကြက်ပြန်ဖက်ထားလိုက်မိရဲ့ရွှေပြတဲ့အတွင်းပိုင်းကို6လိုက်စီရဲ့ဆူရှာပိုးတက်နဲ့လေးလံနေတဲ့လေထုတွေဟာခန့်ငယ်ထဲကိုရောက်လာတဲ့စက္ကန့်ပိုင်းအတွင်းမှာပဲလေထဲမှာရေပြောပြီးလုံးဝပြတ်ကွက်သွားခဲ့ပြီဖြစ်တယ်။ရွှေပြတဲ့အမိုးပေါ်ကနေစိတ်ဝင်လာတဲ့အဝါရောင်လေးရောင်ကြီးနုနုကြောင့်ရွယ်ရီမျက်စိပြူကြည့်လိုက်မိရဲ့။သူမရဲ့ခေါင်းအောင်မှာခန့်ငယ်ရဲ့လက်မောင်းတစ်ဖက်ရှိနေပြီးသူတို့နှစ်ယောက်လုံးအိယာလေးတစ်ခုထဲမှာပဲအချင်းချင်းတစ်ကျက်စွာဖတ်ထားလျက်သားအနေထားနဲ့အိပ်ပျော်နေခဲ့ကြတာဖြစ်တယ်။ညရေဆိုင်ခဲ့ရတဲ့အေးခဲမှုချက်မှုစိတ်ရုံသုံးပုတ်သက်စင်းနေနဲ့ကြောက်မက်ဖွယ်ရရေးမဲကြီးတွေကလေထဲမှာအငုတ်ပြန်သွားခဲ့ပြီခန့်ငယ်လည်းနေအောင်ကြောင့်လှုပ်စီဖြစ်လာပြီးမျက်လုံးပွင့်လာရဲ့သူကနွယ်နီကိုမြင်တော့အသက်ပြင်းရှိတစ်ချက်ချရင်သူမရဲ့နှမှုကိုအသာအရနမ်းလိုက်တယ်ငါတို့အသက်ရှင်နေသေးရဲ့နွယ်သူ
သူ့ရဲ့အတန်ကနွမ်းနေနေပေမဲ့လူထွေးမှုအပြည့်ရှိနေတယ်။သူတို့နှစ်ယောက်ပစ္စည်းတွေကိုကမန်းကနန်းသိမ်းစီပြီးရွက်ဖြစ်တဲ့အပြင်ဘက်ကိုထွက်လာခဲ့ကြတယ်။အပြင်ဘက်မှာရာသီဥတုကတာယာနေရဲ့။တည့်ရက်တွေပေါ်မှာမိုးရေစက်တွေတင်ကျနေပြီးယူကိုပပားလေးတွေသာတပ်ပင်ပစ္စည်းတွေကြားမှာလွင်မျောနေရဲ့။ညကကြုံတွေ့ခဲ့ရတဲ့ဖြစ်စီမှုတွေကင်းစင်သွားပြီ။တပ်ပင်အကိုက်ကက်တွေကြားတွေကကျင်းငက်တွေရဲ့တောင်ပန်ခက်တန်တွေကိုကြားနေရတယ်။ခန့်ငယ်ကတော့ပွဲကြီးကိုလွှဲလိုက်ပြီးရန်နီကိုတွဲထူဖို့လက်ကမ်းပေးလိုက်တယ်။ရန်နီလည်းသူ့လက်ကိုဆုပ်ကိုင်းရင်းမတ်တက်ရက်လိုက်တယ်။မင်းညာကတိတ်မတက်နာကျင်လူလည်းနေခဲ့တဲ့ဘိုက်ကဝေဒနာတွေဟာအရေးရောင်တောင်မကြမ်းတော့ဘူး။ရန်နီဘိုက်ကိုလက်နဲ့အတန်ဖိဆန်ကြည့်လိုက်တယ်။အဲ့ဒီနာကျင်မှုတွေကတကယ်ရောဖြစ်ခဲ့တာလား။ဒါမှမဟုတ်သူတို့ရဲ့အတ္တတွေကိုဆွဲထုတ်ဖို့အဲ့ဒီယာကြီးကတမင်ဖန်တီးပေးလိုက်တဲ့လက်သားမှုတသက်ပဲလားဆိုတာသူမကိုယ်တိုင်တောင်မဝေခွဲတတ်တော့ဘူး။သူမလက်ထက်အသားမှာညကသူတို့ခိုလုံခဲ့တဲ့ရက်ဖြစ်တဲ့လေးကိုနောက်ဆုံးအကြိမ်အဖြစ်လက်ကြည့်မိလိုက်တယ်။နေရာကြီးအောက်မှာမြင်နေရတဲ့အဲ့ဒီရက်ဖြစ်တဲ့လေးကညကသူတို့ဝင်ရောက်ခဲ့တော့ကမြင်တွေ့ခဲ့ရတဲ့တန်ရှင်းသက်ရနေတဲ့အနေအထားမျိုးလုံးဝမဟုတ်တော့ဘူး။ရက်ဖြစ်မှုတစ်ဖက်ချက်စီမှာအမိုးရင်းကြီးတွေအထက်လိုက်တက်နေပြီးတန်ကြီးကိုက်နေတဲ့တိုင်တွေကတစ်ဖက်ကိုရိုင်းနေနေရဲ့။ပူပြီးဆိုရတာကရွက်ဖြစ်တဲ့ရဲ့အတွင်းမှာကြက်မြင့်တောင်နေရာမှာရွှွနေနေကြတဲ့မှာတော်ဝါတစ်ပြက်နမြုံနေတဲ့ဆွေးမြင့်နေတဲ့လူအယိုးစုတစ်ခုကိုရှင်လျက်သားအနေထားနဲ့အထင်သာမြင်လိုက်ရတာပေါ့အဲ့ဒီရိုးစုတွေရဲ့တစ်ခုရဲ့လက်ချောင်းရိုးတွေကတခြားတစ်ခုရဲ့လက်ပြီးရိုးပေါ်ကိုတင်းကျပ်စွာရစ်ပတ်ထားလျက်သာရှိနေရဲ့တရားပါသွားတဲ့အတ္တနဲ့အညူအနေရတရားတွေကသူတို့ရိုးစုတစ်ခုကိုထာဝရနောက်တွဲထားခဲ့တာဖြစ်တယ်တကယ်လို့သာညခန့်ငယ်တယောက်အတ္တကိုရှေ့တန်းတင်ပြီးပြန်မလဲလာခဲ့ရင်သူတို့နှစ်ယောက်လည်းအဲ့ဒီအယိုးစုတွေလိုပဲဒီတဲုံကြီးရဲ့မှာထာဝရကျင့်စာတဲ့နေရတော့မှလားတွားကြစုံနဲ့ခန့်ငယ်ရဲ့အတန်ကြောင့်ရန်နီအတိပြန်ဝင်လာပြီးကောင်းကြီးပြလိုက်တယ်ခန့်ငယ်ကရန်နီကိုကျွဲလေအတောင်အောက်ကိုဆင်းမဲ့လမ်းကြောင်းအတိုင်းဖြည်းဖြည်းချင်းရှောက်သွားကြတယ်ရန်နီနောက်ဆုံးတစ်ချိန်လှည့်ကြည့်လိုက်တယ်ရွှေဖြစ်ကျဲလေးကအဲ့ဒီနေရာမှာပဲရှိနေသေးတယ်ဒါပေမဲ့အတွဲဘက်မှာမီးလေးတစ်လုံးလေးနေတာမြင်နေတယ်အဲ့ဒီမီးရအောင်မှာလူတယောက်အရေးကလေးတစ်ခုလှူရှားသွားသလိုတွေးလိုက်ရပါတော့တယ်